ရင်ကြီးတိမ်မွေးမှုဆိုတာငွေကုန်ကြီးကြမရှိပေမဲ့လူတွေရဲ့လေးစားမှုယုံကြည်မှုနဲ့အချင်းကြကြအမရနေစီမဲ့အရာတစ်ခုပဲဖြစ်ပါတယ်လူတစ်ယောက်ရဲ့အကျင့်စာရိတ္တကိုကြီးကျယ်တဲ့လောက်ရတွေတဲ့နေ့စဉ်ဘဝကသေးငယ်တဲ့ကျင်နာမှုလေးစားမှုနဲ့ခြားသွားပေါ်ထောက်ထားစာနာပေးတတ်မှုတွေကပို့ပြီးတော့ခေါ်ပြပါတယ်နံပါတ်1ကတယောက်ယောက်ကိုဖုံးအချင်းချင်းမခေါ်ပါနဲ့တဲ့နှစ်ကြိမ်ခေါ်ပြီးမှဖုံးမကင်သေးဘူးဆိုရင်သူအလုပ်နေရနေတယ်ဆိုပြီးတော့ယူဆပြီးတော့မှသူခေါ်လာမယ့်အချိန်ကိုစိတ်ရှိရှိနဲ့စောင့်ပါနံပါတ်2ကငွေဖြစ်စီပစ္စည်းဖြစ်စီငါယူထားတာကိုပဋိပြီးခိုင်းရမလို့ပဲနဲ့အချိန်ကြီးပြန်ပေးပါထေးစာအုပ်ဘောပင်ထမင်းကိုစားတဲ့ပါပစ္စည်းဖြစ်ဖြစ်ပြန်ပေးတတ်ခြင်းကယုံကြည်စိတ်ချရတူတယောက်ဖြစ်ချောင်းဟောပြခြင်းဖြစ်ပါတယ်နံပါတ်3ကတယောက်ယောက်ကထမင်းဝိုက်ကြည့်တဲ့အခါမင်းတို့တဲ့ကဈေးအကြီးဆုံးဟင်းကိုမရွေးပါနဲ့ဘာကြောင့်လဲတပတ်လို့ရဲ့စီဒနာကိုလေးစားတမိုးထားပါနံပါတ်4ကဘာလို့အိမ်တော်မကြသေးတာလဲကလေးမရှိသေးဘူးလားဘာလို့အိမ်နေကားနေမဝယ်သေးတာလဲစားတဲ့ကိုရီကူတာမိခွန်းကိုလုံးဝမမေးသိမှာဘူးတခြားသူရဲ့ရွေးချယ်မှုကိုမစီရင်သိမှာဘူးနံပါတ်5ကတော့တင်းနောက်ကလာနေသူတွေအတွက်တကားဖွင့်ပေးပါတင်းအသက်ဂျာမရာထူးမရွေးယဉ်ကျေးမှုကလူတိုင်းအတွက်တန်မိုးရှိပါတယ်နံပါတ်6ကဒီနေ့တငယ်ချင်းကကြွေးထားရင်နောက်တစ်ခါကိုကပြန်ကြွေးနိုင်ဖို့ကြိုးစားပါကောင်းမှုကိုကောင်းမှုနဲ့ပြန်တုံ့ပြန်ပါနံပါတ်9အမြင်မတူတာကိုလေးစားပါကိုဘက်ကကြောက်လို့မြင်တာဟာတခြားလူဘက်ကကိုဖြစ်နေနိုင်ပါတယ်မတူညီတဲ့အမြင်တွေကိုနားထောင်ပေးခြင်းကကိုအမြင်ကိုပိုကျပြန်စေပါတယ်နံပါတ်10ကတယောက်ယောက်စကားပြောနေချိန်မှာမဖြတ်ပြောပါနဲ့သူပြောပြီးမှတေချာနားထောင်ပြီးကိုအမြင်ကိုပြောပါနံပါတ်9ကကိုဟာကရွှင်ဖောက်မှုကြောင့်တစ်ဖက်လူစိတ်မသက်မသာဖြစ်နေတယ်ဆိုရင်ချက်ချင်းရပ်လိုက်ပါလူတယောက်ရဲ့စိတ်ခံစားချက်ကရေစရာတစ်ခုထက်ပိုပြီးတော့တမိုးရှိပါတယ်နံပါတ်10ကယေရှုတင်ပါတယ်ဆိုတဲ့စကားကိုမမိပါနဲ့ယေရှုတင်တတ်ခြင်းကလူကောင်းတယောက်ရဲ့အခြေခံအရေးအသွေးတစ်ခုပါနံပါတ်7ချက်ကချီကျူးဆရာရှိရင်လူရှိမှချီကျူးပါအပြစ်ပြောရမယ်ဆိုရင်တော့ဒီတိုင်ရင်ကြီးစွာပြောပါနံပါတ်7အခြားသူရဲ့ကိုယ်အလေးချိန်ရုပ်ရည်အသွင်အပြင်ကိုမဝေဖန်ပါနဲ့ဒီနေ့ကြီးကောင်းလိုက်တာလို့ယူတာပြောယုံနဲ့လုံလောက်ပါတယ်နံပါတ်73ကတော့တယောက်ယောက်ကသူ့ဖုန်းထဲကတပုံပြတဲ့အခါနောက်ပုံတွေကိုကိုဘာသာမဆွဲကြည့်ပါနဲ့သူတို့ရဲ့ကိုတာကိုလေးစားပါနံပါတ်74ကဆရာဝန်သွားပြမယ်လို့ပြောလိုက်အရာအလုံးအဆင်ပြေပါစေလို့သာပြောပါသူတို့မပြောချင်သေးတဲ့ကျမ်းမာရေးကိစ္စကိုအတင်းမမီးပါနဲ့နံပါတ်15ချက်ကတော့တိုင်ရှိရောဝန်နာကနေကမ္ပဏီအကြီးအထိလူတိုင်းကိုတန်းတူလေးစားပါလူတစ်ယောက်ရဲ့အကျင့်စာရိတ္တကိုအင်းအားနေသူတွေအပေါ်ဘလို့ဆက်ဆံတယ်လဲဆိုတာကဟောပြပေးပါတယ်နံပါတ်16ချက်ကတော့တယောက်ယောက်ကတင်းကိုတိုက်ရိုက်စကားပြောနေချိန်မှာဖုန်းကိုချထားပြီးအာယုံဆိုင်နားထောင်ပါနံပါတ်19ကမတောင်းဆိုပဲအကြံဉာဏ်မပေးပါနဲ့တချို့အချိန်တွေမှာလူတွေလိုအပ်တာကအကြံမဟုတ်ပဲနားလေပေးမှုပါအချိန်အကြာကြီးမတွေးပဲပြန်တွေ့တဲ့အခါအသက်လာဆောင်ဝင်လူကိုကြီးကူတာအကြောင်းတွေကိုသူတို့ကိုယ်တိုင်မပြောမချင်းမမေးပါနဲ့နံပါတ်19ကတော့ကိုယ့်ရဲ့တကယ်သစ္စာနဲ့ကိစ္စမဟုတ်ရင်အခြားသူရဲ့ကိစ္စကိုဝင်မစွက်ဖက်ပါနဲ့လူတိုက်ရဲ့ကိုပိုင်နေနမိတ်ကိုလေးစားပါနံပါတ်20အပြင်မှာမျက်နှာချင်းဆိုင်စကားပြောတဲ့အခါမှာနေကမျက်မှန်ကိုချွတ်ထားပါအရေးကြီးဆုံးပဲမျက်လုံးကြီးစုံပြီးစကားပြောတာကယူသားမှုလေးစားမှုနဲ့အာယုံစိုက်မှုကိုဖော်ပြပါတယ်နံပါတ်21ကတော့အခြားသူရဲ့အစီချီအနေကိုစာနာနားလေပါ
အခက်ခဲကြုံနေသူရှိမှကုစိတ်ကုချမ်းသာမှုကိုမဝါကြွားပါနဲ့သူတို့နာကျင်စီနိုင်တဲ့အောင်မြင်မှုကံကောင်းမှုတွေကိုလည်းမလိုအပ်ဘဲနဲ့မပြောပါနဲ့နှိမ်ချတခြင်းနဲ့စာနာတခြင်းဟာပညာရှိသူတွေရဲ့လက္ခဏာတွေပါ